အားလုံးပဲမင်္ဂလာပါပုံမှာနိုင်ငံခြားမှာတက္ကသိုလ်ဝင်ခွင့်ဖြေဖို့စ조사နေတဲ့သူတွေအတွက်လိုအပ်တဲ့ knowledge တွေကိုဒီနေရာနေပြီးတော့ sharing လာလုပ်ပေးတာပဲဖြစ်ပါတယ်အရင်တုန်းက oral assessment ဆိုပြီးတော့ဖြေရတဲ့ paper ကတော့3ခုရှိပါတယ်အခုနောက်ပိုင်းမှာ news assessment ပေါ့နော်ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဖြေရတဲ့ paper ကတော့4ခုတော့ဖြစ်သွားပါတယ်ဒါပေမဲ့ပေါ့နော်ထုံးစံအတိုင်း English speaking test ကို 4 scale စစ်တာပဲဖြစ်ပါတယ်အားကြောင့်မလို့ဝန်ကဒီနေ့ nuclear weapon အကြောင်း knowledge sharing လေးလာလုပ်ပေးတာပဲဖြစ်ပါတယ် early background in the 19th century UN found nuclear weapons but they researched around 1938 At 1945 the first weapon was successfully tested in Mexico in August 1945 US tested that weapon in Japan UN created it to prevent and solve any issue all over the world. On the other hand, we call Cold War in the world. Every country wanted that countries NPT, Nuclear Non-Proliferation Treaty. ဒါကတော့ဝန်ဒီနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် NPT ဆိုတဲ့စာချုပ်ကတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်နိုင်ငံတိုင်းကြားမှာဖြစ်နေတဲ့ပြဿနာတွေ civil war တွေကိုကာကွယ်ဖြေရှင်းတဲ့ငြိမ်းချမ်းရေးစာချုပ်လို့လည်းဆိုလို့ရပါတယ်တိထပ်ပို့ပြီးတော့ဒီအကြောင်းအရာတွေကိုသိချင်တယ်ဆိုရင် Google YouTube website တွေကနေပြီးတော့တဆင့်လေ့လာလို့ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ပေါ့နော်ဒီထပ်ပို့ပြီးတော့စုံလင်းသိကျင်တယ်ဆိုရင်ခုနဝန်ပြောပြခဲ့တဲ့ website တွေကနေပြီးတော့လေ့လာကြပါလို့ဝန်ကဒီနေရာပဲအကြံပေးချင်ပါတယ်နောက်ဘလော်တွေမှာဝန်တို့ပြန်တွေ့ကြပါမယ် bye bye catch you later guys